ဒီ lesson 3မှာကျွန်တော်ဒီ class တစ်ခုပေါ့နော် constructor ဘယ်လိုတိစောက်မလဲပေါ့ပြီးတော့ဒီ constructor ဘိုင်းရတယ်တကယ် real world တွေမှာအသုံးပြုတဲ့အတွက်နည်းနည်းလေးလက်ခတ်တယ်ပေါ့နော် ion site ပြီးတော့နားထောင်စေချင်တယ်ပေါ့ကျွန်တော်ပထမဦးဆုံးကတော့ဒါကတော့ class name တစ်ခုပေးလိုက်တယ်နောက် constructor တစ်ခုစောက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ Python ကနေပဲသူစီမီစီကန်းတွေအတန်းကိုကျွန်တော်လိုက်လာမှာပေါ့နော်သူကဘာပြောလဲဆိုလို့ရှိရင်ဒါကျွန်တော်တို့ init file လေးကိုစောက်လိုက်တယ်เนาะ sub system from ဒီ sub ကကြတော့ဒီအောက်မှာပါတဲ့ method တွေထဲမှာပါရမယ်ဒီမှာ sub တယ်เนาะဒါကိုလည်းသူညွှန်ပေးထားတယ်ဒီ sub refer to the special object ကျွန်တော်တို့စောက်တဲ့နေရာမှာဒီ method ထဲမှာ sub တွေကိုထည့်ပေးရမယ်โอเคပြီးရင်နောက်တစ်ခုကဘာလဲဆိုရင်ဒီမှာဆိုရင် system from တစ်ခုပါမယ်ပြီးရင်ဒါ user message တွေထည့်ဖို့အတွက်ပါမယ်ပြီးရင် user message နဲ့ system from တွေကိုတွဲပြီးတော့ composition အားလုံးကိုထုတ်ပေးမယ်ဒီကျွန်တော်တို့ဒီ method တစ်ခုကိုအောက်မှာရေးပေးထားတယ်ဒါဆိုလို့ရှိရင်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော် constructor စောက်တဲ့ချိန်မှာဆိုလို့ရှိရင်တစ်ခုနှစ်ခုသုံးခု constructor ဆိုတဲ့သဘောတရားကျွန်တော်အစောက်ဦးတစ်ခုကိုကျွန်တော် frame တစ်ခုပြီးစောက်လိုက်တယ်အဲဒီ frame တစ်ခုမှာအခန်းဘယ်နှခန်းထည့်မလဲဘယ်လိုတကားမျိုးသုံးမလဲဘယ်လို painting တွေလုပ်မလဲဘယ်လို decoration တွေလုပ်မလဲဆိုတာကတော့နောက်ကနေထပ်ဖြည့်လာမယ် feature လို့ခေါ်တဲ့ object တွေပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ constructor တော့ပြီးသွားပြီ method တွေပါကျွန်တော်ရေးပြီးသွားပြီနောက်တော့အောက်မှာတစ်ချက်ကြည့်မယ်အောက်မှာတစ်ချက်ကြည့်တဲ့အချိန်မှာကျွန်တော်ဗာလဲဆိုရှင်ဒီမှာသူလည်းပြောတယ်နော်ဒါတွေကကြတော့ဒီကောင်တွေနဲ့ပြန်တွဲမဲ့နော်ပြန်တွဲမဲ့ object တွေပေါ့နော် object တွေပြန်တွဲမှာပေါ့ပြန်တွဲမဲ့ကျွန်တော်တကားတွေထည့်မယ်ခုနကဘယ်လို painting တွေသုံးမလဲဘယ်လို decoration တွေလုပ်မယ်ဆို object တွေကျွန်တော်ပြန်ရေးမှာပေါ့ okay ဒါဆိုရင်ဒါ my memory ဆိုတာကကျွန်တော်ကြိုက်တဲ့ name ပေးမယ် memory manager whole class ကိုပြန်ခေါ်ရဲကြလားဟိုအပေါ်က class ကိုပြန်ခေါ်တယ်တဲ့အချိန်မှာဒါ system from မှာ you are helpful coding assistant နော်အဲ့လိုလေးရေးပေးထားတယ်ပြီးနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီမှာ add user manager မှာတစ်ချက်ကြည့်လိုက် add user manager မှာနှစ်ခုဒီကောင်နဲ့ဆိုင်မယ် okay add user manager မှာဒီကောင်တစ်ကြောင်းရေးမယ်ဒီ add user manager မှာဒီကောင်တစ်ကြောင်းရေးမယ်ပြီးနောက်တစ်ခုကကျွန်တော်တို့နောက်ဆုံးဖြစ်တဲ့ object ကကြတော့သူကဘာလဲဆိုလို့ရှိရင်အောက်ကကောင်နော်ဒီ my memory ရဲ့ဒီတဲ့အကောင်တွေကိုအကုန်လုံးသူကဘာလဲဆိုလို့ရှိရင် loop ပတ်ပြီးတော့အကုန်လုံး conversation တွေကိုထုတ်ပါလိုက်တယ်ရှင်းလေးပဲเนาะ constructor ရှိမယ်ပြီးလို့ရှိရင် method တွေရေးမယ်ပြီးလို့ရှိရင်အဲဒီ constructor တွေ method တွေပေါ်မှာထည့်မယ် object တွေเนาะအခန်းဘယ်နှခန်းထည့်မယ်တကားဘယ်နှကောင်ဆောက်မယ်ဒီပေါ်ပြန်တွဲပေးတာเนาะအပေါ်ပြန်တွဲပေးတာ okay ဒီမှာသတိထားမယ့်ဥစ္စာကကြတော့နည်းနည်းလေးရိုးရှင်းတယ်ဒီမှာ3ကြောင်းရှိတယ်ဒီမှာ3ကြောင်းပြန်ရေးပေးတယ်เนาะဒီမှာ3ကြောင်းပြန်ရေးပေး system ပုံအတွက်ရေးမယ်ဒါ user ပုံက2ကြောင်းဆိုပြီးတော့1ကြောင်းပဲတွေ့ရမယ်เนาะ user ပုံနဲ့ရေးမယ်ပြီးရင်ဒီကောင်ကမှလည်းဆိုလို့ရှိရင်ကျွန်တော်တို့ file နဲ့ output conversation on အားလုံးကိုထုတ်ပေးမဲ့ပုံစံမျိုးကိုတကြောင်းရေးပေးတယ်ပေါ့အဓိကတော့ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့တွေကAI မေးလိုက်တယ်เนาะ AI မေးလိုက်တယ် AI ပြန်ဖြေတဲ့ conversation အားလုံးကိုကျွန်တော်ပြန်ကြည့်တယ်ပေါ့เนาะအဲ့လိုပုံစံမျိုးလေးဟိုမြင်သွားတာ okay ဒါဆိုရင်ကျွန်တော်ဒါလေးကို run ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ဒီ print ထုတ်ခိုင်းတဲ့ဥစ္စာလေးထွက်လာမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ထည့်တယ်ဒီ can you help me say ဒီ python code as user manager ဒါလေးထွက်လာတယ်ပေါ့နော်ဒီကောင်လေးထွက်လာတယ်နော်ဒီကောင်လေးထွက်လာတယ်ပြီးရင်အဓိကကကျွန်တော်တို့ focus ထားမယ်အရာကြတော့ဒီဘက်မှာပေါင်းသွားတဲ့အချိန်မှာကျွန်တော်ထွက်လာတဲ့ဥစ္စာလေးနော်ဒီကောင်ပေါင်းသွားတဲ့ဥစ္စာဒီမှာ you have full code assistant เนาะဒါ user message ဒါ system from ဒါ user message နော် can you help me from နော် okay ဒါ user message နော်ဒါ user message သူကပြောရမယ်ဆိုရင်သူ့ရဲ့ conversation တွေအားလုံးပြန်ထုတ်ပေးလိုက်တဲ့ပုံစံမျိုး okay ပြီးရင်နော်ဒါလေးကနည်းနည်းလေးတော့တခြားကြည့်ရင်တော့လွယ်ပါတယ်နော်ဒီကောင်လေးပြန်တွဲမယ်ဒီ constructor ကိုမှကျွန်တော်တို့ဒီ object လေးတွေနဲ့ပြန်တွဲတယ်ပေါ့နော်ဒီမှာ3ခုဆိုလို့ရှိရင်ဒီမှာ object ကလည်း system လို့ပါမယ် user message ပါမယ်ပြီးရင်နောက်တစ်ခုက system နဲ့ user message ပေါင်းပြီးတော့အကုန်လုံး conversation ထုတ်တဲ့ဥစ္စာပါမယ်နော်ဒီ3ခုokay နောက်တစ်ခုကိုနည်းနည်းကျွန်တော်ထပ်ကြည့်ကြအောင်နည်းနည်းလေးပူရှင်းသွားအောင်နော်အဲ့ဒါဒီ AI တော့ရေးပေးတာတော့ဒီတစ်ခုပဲရေးပေးတာပေါ့နော်ဒါပေမဲ့ကျွန်တော်ထပ်ပြီးတော့ထပ်လေ့လာကြည့်မယ်ဒီ class constructor ဒီစဖို့နည်းနည်းလေးလဲသူကနည်းနည်းလေးရှုပ်လို့နည်းနည်းနှစ်ခေါက်သုံးခေါက်ကြည့်ရင်တော့ရှင်းသွားပါလိမ့်မယ်ဒီ class ကတော့ကျွန်တော်တို့ဒီမှာပါလဲဆိုလို့ချင်း memory manager ကတော့ကိုယ့်ဘာကြိုက်တဲ့ name ပေးဒီမှာလဲဒီမှာ init file ထည့်တယ်ဒီမှာ sub ဆိုတော့ပြောတယ်ပြီး system from နောက်ပြီးရင်နောက်တစ်ခုကပါလဲဆိုလို့ချင်းသူကကြတော့ဒီမှာပါလေးထည့်ထားလဲဆိုလို့ချင်းဒါ system from တစ်ခုပါမယ်ပြီးရင် method တွေတစ်ခုနှစ်ခုသုံးခုเนาะဒီမှာ3ခုဆိုတော့ဒီ system from နဲ့ဒီကောင်နဲ့ပေါင်းတယ်ဆိုလို့ချင်း constructor ပါလဲဆိုရင်4ခုဖြစ်သွားမယ်နော် constructor 4ခုပုံစံမျိုး design မျိုးနဲ့သွားတာတယ် system လုံးနဲ့ဒီ method တွေထည့်ပေးရတယ်အဲဒီကောင်လည်း method ပဲနော် method ဆိုတာကသူက user message ထည့်တဲ့အချိန်မှာသုံးမဲ့ method ပေါ့
เนาะဒါကတော့ဒီ system အတွက်လုံးဝမတက်တဲ့ system user message ထဲမဲ့ဥစ္စာနဲ့ပြီးရင်နောက်တစ်ခုကဒီ system နဲ့ user နဲ့ပေါင်းလိုက်တဲ့ဥစ္စာကို composition အားလုံးတွဲပြီးအောက်မှာထုတ်ပေးမဲ့ဥစ္စာเนาะဒီထီကတော့ကျွန်တော်တို့ဗာလဲဆိုရင် object လုံးဝမပါသေးဘူးเนาะဒါ constructor design ပေါ့เนาะ constructor design လုပ်ထားတယ်ပြီးရင် object တွေကဒီဘယ်မှာလာမလဲဆိုရင်ဒီ constructor ဒီ data လေးပါနော်ဒီမှာဒါသူ user message ပါမယ်ပြီးလို့ရှိရင်ဒီကောင်ကဗာလဲဆိုရင်ကျွန်တော် constructor design တွေ object တွေထပ်ထည့်ပေးတာပါမယ်ဒီမှာကြည့်လိုက် memory manager မှာကြည့်လိုက် whole class ကိုပြန်ခေါ်ရသလားနော်ဒီ memory manager မှာပြန်ခေါ်တယ်နော်ပြီးလို့ရှိရင် you are the python tutor နော်ပြီးလို့ရှိရင်you are helpful coding assistant ကနော်ဒီမှာ helpful coding assistant you are the business advisor နော်ဒီမှာလေးကြည့်လိုက်တတိထားမိလားဒီမှာ code assistant ဒီမှာ code assistant ပြီးရင်ဒီမှာဆိုလို့ရှိရင် business advisor ဒီမှာ business advisor ပြီးရင် cyber security okay ပြီးရင်နောက်တစ်ခုက user message ကကြတော့ add user message ဒီကောင်လေးတွေ့လား add user message မှာကြည့်တယ်နှိပ်ကြည့်လိုက်ဒါဆိုပိုရှင်းသွားတယ် add user message မှာဆိုလို့ရှိရင်ဒါလေးထည့်ထားမယ် add user message ဒီမှာ memory manager လေးကြည့်လိုက်ဟိုးပေါ်ပြန်ခေါ်တယ်နော် memory manager ဟိုပေါ်ပြန်ခေါ်တယ် add user message ကဒီလိုပြန်ခေါ်ပြီးနောက်တစ်ခုကကျွန်တော်တို့ဒီ conversation မှာနော်ဒီ user ထဲတဲ့ဥစ္စာရဲ့ပြီး system ပုံနဲ့အားလုံးကိုပေါင်းပြီးတော့ကျွန်တော်တို့ကဗာလဲဆိုလို့ရှိရင်ဒီ display object တွေကိုကျွန်တော်တို့ loop ပတ်ပြီးတော့ကျွန်တော်ထုတ်ခိုင်းတဲ့အချိန်မှာကျွန်တော်ဒီအောက်မှာတစ်ချက်ကြည့်လိုက်နော်ဒီအောက်မှာတစ်ချက်ကြည့်လိုက်ဒီမှာ loop ဖြေတာဆို get or message မှာဟုတ်လား get or message ရဒီကောင်လေးနဲ့ပြန်တွဲမယ် okay ဒီ system လေးခုကဒီကောင်နဲ့တွဲမယ်ဒီ user ပုံလေးခုကဒီကောင်နဲ့တွဲမယ်ဒီကောင်ဒီ set ဒီ get set ဥစ္စာကြတော့ဒီကောင်လေးနဲ့တွဲမယ် okay ရှင်းပါတယ်နော် okay ဒါဆိုရင်ကျွန်တော်ဒီဟာလေးကို display လေးချက်တွားကြည့်လိုက်ဆိုရင်ဘယ်လိုဖြစ်သွားမလဲobject 1ဒါကျွန်တော်တို့ဒီ system နဲ့ထုတ်ပြီးတော့ you are python tutor teach me class you are helpful code assistant ဆိုပြီးတော့ total ပေါင်းလိုက်တဲ့ဒီ user pro နဲ့ system pro နဲ့ပေါင်းလိုက်တဲ့ဥစ္စာလေးတွေ total ထွက်လာမယ်နော်ဒီလိုလေးပေါ့နော်ဒီလိုလေးထွက်လာမယ် you are my system teach me class explain ဆိုရင်ဒီမှာyou are နောက်ဆုံးမှကြည့်လိုက်you are cyber security expert ဆိုရင်ဒီအောက်မှာကျတော့ဘာပြောလဲဆိုရင်ဒီမှာ cyber security access ဆိုရင် what is a network security အဲ့လိုပုံစံမျိုးနဲ့တွဲလိုက်တာပေါ့နော်။အားကြည့် okay နော်နည်းနည်းလေးဒီကောင်လေးကတော့နည်းနည်းလေးအာရုံစိုက်ပြီးတော့ဒီကောင်လေးကို isolated lecture လေးဖြစ်ဖြစ်တစ်ချက်ပြောခြင်းဖြစ်တယ်ဒါကျွန်တော်တို့lesson 3ပေါ့နော် lesson 3မှာ Python ဆက်ပြီးလေ့လာတဲ့အပိုင်းလေးကိုကျွန်တော်ထပ်ထည့်ပေးတာပေါ့နည်းနည်းလေးလည်းအရေးကြီးရယ်နော်တစ်ချက်လေးတော့ပြန်ကြည့်လို့ရတယ်ပေါ့နော်ဟိုပါ